အားလုံးပဲမင်္ဂလာပါကျွန်တော်ကစီးကြိုသွေးကြိုအထူးထူးဆရာဝန်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြောကြားသွားမှာတော့ဒီ transplant တွေလုပ်ပြီးသွားရင်ကျွန်တော်ကစီးကြိုသွေးကြိုတွေကဖြစ်နိုင်အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြောကြားသွားမှာဖြစ်ပါတယ်ဆိုတော့ဒီ transplant တွေလုပ်ပြီးသွားရင်လူတွေဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်တို့ကဘာလို့ဒီလို transplant တွေလုပ်ရလဲအသေးပြည့်စီလို့ပေါ့နော်ကျွန်တော်တို့နိုင်ငံမှာတော့အဓိကကြောက်ဖို့ကောင်းတာ B ပိုး C ပိုးနော်ဒါအမျိုးသမီးတွေပေါ့နော် B ပိုး C ပိုးနောက်ပြီးတဲ့အခါမှာအမျိုးသားတွေကတော့ကိုဟောပေါ့အရက်ပေါ့နော်၃မျိုးပေါ့အဲ့ဒီမှာတစ်ခါထပ်ပြီးကျွန်တော်တို့တွေ့နေရတာတွေအခုကနော်မျိုးသမီးတွေမှာနော်တဲပြက်စီးသွားတဲ့အခါမှာ B ပိုးလည်းမရှိဘူး C ပိုးလည်းမရှိဘူးသူတို့ကဘာဖြစ်တာလဲအသေးစီပုံအဲ့တော့ကျွန်တော်တို့ကအရင်တော့အသေးစီပုံတော့ကျွန်တော်မကူကျွန်တော်ဘိုက်ရွှဲရင်အသေးစီပုံကျွန်တော်လည်းနေနေဘိုက်ရွှဲတယ်အခုပိတ်အောင်မနေလို့ထားအဲ့တော့ဘိုက်ရွှဲရင်အသေးစီပုံပါကျွန်တော် ultrasound ရိုက်လိုက်တယ်ဘိုက်ရွှဲတယ်အသေးစီပုံထွက်တာဟောဒါကကျွန်တော်တို့ခက်ပေါ့ပဲကျွန်တော်တို့ထားခဲ့ကြအခုနောက်ပိုင်းမပေါ့ရတော့ကျွန်တော်တို့ကဘာတော့တွေ့နေလဲဆိုတော့အဲ့ဒီအသေးစီဖုံးတာတွေအကုန်လုံးကလေနော်တစ်ချိန်မှာအသေးကင်ဆာဖြစ်တော့တွေ့ရအဲ့ဒါကြောင့်ကျွန်တော်တို့ဒါကိုကျွန်တော်တို့အရန်ကြောက်လာပြီနောက်တစ်ခုသတိထားဖို့ကောင်းတာကဒီအသေးပြဿနာဖြစ်ရင်ခွဲနော်အသေးကင်ဆာဖြစ်သွားရင်ခွဲမခွဲရင်ဘာစေးမှပြီးလို့မရတောက်ဆေးတွေကဘာမှအသုံးဝင်တခြားကင်ဆာတွေမှာတောက်ဆေးတွေကအသုံးဝင်ပြီးရင်တဲကင်ဆာမှာမရဒါကြောင့်တဲကင်ဆာမှာစောစောသီးကုနိုင်ခုမကုနိုင်ရကျွန်တော်ရဲ့အမလည်းအတဲကင်ဆာနဲ့ဆုံးသွားတယ်နော်တဲစားမှုကျွန်တော်ကြံသေးတယ်မရသူပြတ်သွားတယ်ကျွန်တော်တဲကင်ဆာနဲ့ဆုံးကြောက်ကျွန်တော်တို့က mostly ကတော့ကျွန်တော်တို့ကဒီလိုကျွန်တော်တို့တဲပုံမှန်တိုင်းအလုပ်မလုပ်နိုင်တဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ကတဲဥစားထိုးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီအသေးကအရေးကြီးတာကြီးတယ်ကျွန်တော်တို့စီးကြိုသွေးကြိုမှာအသေးကဒါအရေးကြီးဘာလို့ဒါအရေးကြီးကျွန်တော်အကျမ်းပြပြကျွန်တော်သမင်းစားလိုက်သမင်းစားလိုက်ရင်နော်ကျွန်တော်တို့ကအစားတောက်တွေကအစာရည်နဲ့ဝင်သွားအဲ့အစာရည်နဲ့မှအစာရဲ့ enzyme တွေဖြစ်ပြီးတော့ကျွန်တော်တို့ကသူတို့ကိုဘာနဲ့ပြောင်းလိုက် glucose နဲ့ပြောင်းလိုက်အဲ့ glucose ကိုကျွန်တော်တို့သွေးထဲကနေစုပ်လိုက်တယ်စုပ်လိုက်ပြီးအခါသွေးကြိုးတွေကိုရောက်သွားသွေးကြိုးတွေရောက်သွားပြီးဒီကာလမှာအဲ့ glucose ကဘယ်ထဲဝင်သွားလဲဆိုရင်တစ်ဆဲတွေဝင်သွားတယ်နှစ်ချက်သားတွေဝင်သွားတယ်โอเคနံပါတ်3ကျွန်တော်တို့ကအသေးတွေဝင်သွားတယ်ဆိုတော့ဘာလုပ်ကြလဲဆိုတော့ကျွန်တော်ဆဲတွေဝင်သွားရင်ဆဲကတနည်းကျွန်တော်လှုပ်နေရတယ်ဆိုရင်သွေးကြောထဲမှာများနေတဲ့ဈာတက်တွေကိုဆဲတွေကိုထိုးထည့်လိုက်ဆဲတွေကိုထိုးထည့်လိုက်တဲ့အခါမှာကျွန်တော်ကဆဲကနေပြီးတော့ကျွန်တော်ကတုံးပြီးတော့ energy နဲ့တုံးသွားတယ်ဒါကြောင့် glucose ကကျွန်တော်တို့လိုပဲလို့တော့အကြောင်းကြောင့်ကျွန်တော်တို့ကနော်ကျွန်တော်တို့ဒီ pancreas ဆိုတဲ့မုတ်ချူကြီးပြတ်သွားတဲ့အခါမှာ insulin တွေမထုတ်နိုင်တော့တဲ့အခါမှာဆဲတွေကိုသူကမထိုးထည့်နိုင်တော့မထိုးထည့်နိုင်တဲ့အခါမှာသွေးကြောထဲမှာကြားတဲ့တွေများလာစီးလို့ဖြစ်သွားတယ်โอเคကျွန်တော်တို့ကအဲ့တော့ဘာဖြစ်လဲဆိုတော့စားရဲ့ဆဲတွေကိုထိုးထည့်တယ်ပိုနေရာရှိပိုနေရာရဲ့အကုန်လုံးဘယ်နဲ့သွားထိုးထည့်လိုက်လဲဆိုတော့အသေးလေးသွားထိုးထည့်လိုက်အသေးလေးထိုးထည့်ပြီးအသေးလေးမှာတော့တိမ့်ထားတော့ညလေးကြာအောင်ကျွန်တော်ထမင်းမစားတော့တညလုံးထမင်းမစားတော့တညလုံးထမင်းမစားရင် glucose ကဘယ်ကနေပြန်ထွက်လာလဲဆိုတော့အသေးရပြန်ထွက်လာအသေးကနေပြီးတော့ store လုပ်ထားတဲ့ glucose ကိုညကြလို့ရှိရင်တစ်ချိန်လုံးပြန်ထုတ်ပြီးသဘောပေါက်လာပြီเนาะအဲ့တော့ကျွန်တော်တို့ကဒီခုနအသေးရပါလေပိုနေတဲ့ကြားတဲ့ကိုသိမ်းထားတယ်โอเคလိုလာတဲ့အခါမှာညဘက်မှာကျွန်တော်ပြန်ထုတ်ပြီးအခုကျွန်တော်တို့ကအသေးရစားလို့အသေးရပြတ်တော့အဲ့အလုပ်မလုပ်နိုင်တော့မလုပ်နိုင်ရင်ကျွန်တော်ကပါလေညကြလို့ရှိရင်ကျွန်တော် glucose ဘယ်ရမှာမသိတော့အဲ့ဒါကြီးကကျွန်တော်တို့တော့အသေးကကျွန်တော်တို့အတွက်အရေးကြီးတယ်ကျွန်တော်တို့စီးကျိုသွေးကျိုအတွက်အင်တာအရေးကြီးတယ်ပါပါတယ်ကျွန်တော်တို့ကနောက်တစ်ခုကကျွန်တော်တို့ကပါလဲဆိုတော့ကျွန်တော်တို့ဒီစီးကျိုသွေးကျိုမှာနှစ်ချက်ရှိတယ်ကျွန်တော်ကအသေးအစားထိုးပြီးရဲ့အခါမှာစီးကျိုဖြစ်လာလို့ပြောချက်၃ချက်ရှိတယ်တစ်ကငကိုရဲ့စီးကျိုရှိနေတာသူကဒီအသေးကစားထိုးတယ်စားထိုးပြီးတော့ရင်လည်းဆက်ရှိမှာပဲအဲ့ဒါဆက်ရှိမှာဒါကငကိုရဲ့စီးကျိုရှိရဲ့သူအသေးစားထိုးလိုက်နံပါတ်2တရားတော့ငါကလုံးဝစီးလို့မရှိဘူးအသေးအစားထိုးလိုက်တယ်အစားထိုးလိုက်ပြီး3လအတွင်းမှာခဏလောက်စီးလို့တက်နိုင်တယ်ဘာလို့လဲဆိုတော့အဲ့ဒီ stress တွေသိညာရင်ကျွန်တော်စီးလို့တက်တယ်နံပါတ်2အသေးအစားထိုးတဲ့အခါမှာမဖြစ်မနေပေးရတဲ့နော်စီးတွေရှိဥပမာဆိုတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်ကအပိုပစ္စည်းလည်းမခံသူ့ဟာမဟုတ်ရင်သူကလက်ခံကန်ထုတ်တာအဲ့တော့ကျွန်တော်တို့ကကိုယ့်အသေးလို့သူသိသူများတော့လာထည့်လိုက်တော့သူမသိတော့မသိကန်ထုတ်မှာတော့ကန်ထုတ်ဖို့အတွက်ကျွန်တော်ကဘာလိုလာလဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်မှာခုခံအားစနစ်ဆိုတာရှိ
အဲ့ခုခံအားစနစ်ကကောင်းနေလေကန်ထုတ်ပြီအဲ့တော့ကျွန်တော်တို့ဘာပြန်လုပ်ရလဲဆိုတော့သူများတဲ့ကိုတွားထည့်လိုက်တဲ့အခါမှာကန်ထုတ်ခံတယ်အဲ့ဒါကိုကျွန်တော်က rejection လို့ခေါ်တယ်ကန်ထုတ်လို့မကန်ထုတ်အောင်ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ခုခံအားစနစ်ကိုနေအောင်လုပ်လိုက်တနည်းအားဖြင့်ကျွန်တော်တို့ AIDS အသေးစားလို့လုပ်လိုက်ကျွန်တော်ကအဲ့ဆေးတွေပေးလိုက်ဆေးတွေကဘာလို့လဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ခုခံစားအားကိုချိုးနေလိုက်ချလိုက်အဲ့မှာကျွန်တော်သုံးနေစီမှာ prednisolone ဆိုတဲ့ဆေးတွေပါတယ် tacrolimus ဆိုတဲ့ဆေးတွေပါတယ်အဲ့ဆေးတွေအကုန်လုံးဒီဘာလို့လိုက်လဲဆိုရင်ကျွန်တော်တို့ရဲ့ခုခံအားကိုကြောက်လို့လိုက်တစ်ချိန်တည်းမှာအဲ့ခုခံအားကြတော့ကျွန်တော်တို့မှာခုခံအားကြတဲ့အခါမှာပိုးဝင်ဖို့လည်းအများကြီးတစ်ချက်ပေါ့နံပါတ်2အဲ့မှာသုံးနေတဲ့ဆေးအကုန်လုံးဒီစီးယူဖြစ်တယ်ဘယ်လိုစီးယူဖြစ်လဲဆိုတော့တစ်ကကျွန်တော်ခုနကပြောတဲ့မုတ်ချိုအိမ်မှာရှိတဲ့နော်အင်ဆူလင်ထုတ်တဲ့ဆေးကိုတွားဖြစ်စီလိုက်ဒါကြောင့်မို့လို့စီးယူဖြစ်တယ်နံပါတ်2နော်ဆေးတွေကိုကျွန်တော်တို့ကတော့အင်ဆူလင်ထိုးတဲ့ကိုဝင်ခါနီးမှာဆေးကနေပြန်ကန်ထုတ်အောင်တော့လုပ်လိုက်ဒါကို insulin resistant ပေါ့အဲ့ဒီချက်နဲ့ချက်ကြောင့်ကျွန်တော်ဒီစီးယူဖြစ်တယ်ဒါကြောင့်ပထမ3လအတွင်းမှာနော်ငါကစီးယူမရှိရတဲ့စီးယူဖြစ်နိုင်တယ်3လပြည့်ပြီးကျွန်တော်စဉ်းစားတယ်ဒါခဏလေးဖြစ်တာကတစ်သက်လုံးဖြစ်တော့မှလားဆိုကျွန်တော်ပြန်စဉ်းစားတယ်အဲ့တော့ကျွန်တော်တို့ညာတော့ပြ3လပြည့်တဲ့ဒီအဲ့ကျွန်တော်တို့စီးယူတူတူတကယ်ဖြစ်သွားပြီလားဆိုကျွန်တော်ပြန်စစ်ကြည့်အဲ့မှာတချို့ဒီကံမဆိုးသွားတယ်ပဲတစ်သက်လုံးစီးယူဖြစ်သွားတယ်အများကြီးပဲပေါ့အဲ့တော့ကျွန်တော်တို့ပြောနေတာတစ်ကငကိုရဲစီးယူရှိရဲ့လူ transplant လုပ်တဲ့ရဲ့ transplant ပြီးတဲ့စီးယူရှိမှာဒုတိယနည်းအားလို့မဟုတ်ငကိုစီးယူလုံးဝမရှိသို့တော့ transplant လိုက်တဲ့3လမှာခဏဖြစ်နိုင်တယ်3လပြီးကံကောင်းမှလည်းတော့ပြန်ပြသွားတယ်အဲ့ဒီအချိန်ဒီမှာဒီ transplant ကျွန်တော်စာရင်းနဲ့ကျွန်တော်ကနော်တိုင်ပြီးတော့ဒီဆေးကိုနက်ပဲ principle ဆေးကို short တက်နိုင်အောင်ဖြုတ်လိုက်ပြီးတော့နောက်ပိုင်းကျဆီတော့မဖြစ်တော့တချို့လူကတော့ကန်ဆိုးသွားတယ်3လပြည့်ပြီးသွားတဲ့အခါမှာသူဒီဆီကိုဖြစ်သွားတယ်တလုံးဖြစ်သွားတယ်ရှိဆိုတော့ကျွန်တော်တို့အနေနဲ့ပထမဆုံးတော့မှာ transplant မလုပ်ခင်မှာကျွန်တော်တို့ဒီ UNA ဒီဆီကိုရှိတာမရှိတာကိုသိချကျွန်တော်စစ်ပါဒါဆိုရင်ပထမလူစားပြတဲ့နော်ကိုရီးယားဆီယိုရှိတဲ့လူ transplant ပြီးလဲဆီယိုပြည့်မယ်လူအဲ့ဒါတော့ကျွန်တော်က exclude လုပ်လိုက်ပြီးတဲ့အခါမှာတော့ကျွန်တော်တို့က transplant ပြီးတဲ့ PI ဆီယိုဖြစ်နိုင်ပါတယ်ပထမ3လမှာခဏဖြစ်ပါတယ်နောက်ပိုင်းမှာတော့တစ်သက်လုံးဖြစ်သွားနိုင်တယ်ဆိုတာကျွန်တော်တို့နေတင်ပြပြတယ်နော်ဒါကြောင့်ဒါကအဲ့တော့ကျွန်တော်တို့ဒီကဒါခုနဆီယိုဘာကြောင့်ဖြစ်လဲဆိုတာကိုကျွန်တော်တင်ပြပြီးဖြစ်ပါတယ်ဒါကကျွန်တော်တို့သုံးနေတဲ့စီယိုစီးတွေပေါ့နော်စီယိုစီးမှာဒီခုနကစီရိုက်ဆိုတဲ့စီးကကြားတဲ့ကိုကျွန်တော်တက်စီပါတယ်နောက်ပြီးတဲ့အခါမှာခုနကခုခံအားကိုချပြီးတဲ့စီးတွေဖြစ်တဲ့ကျွန်တော်တို့သုံးနေတဲ့ tacrolimus ဆို cyclosporine တို့ကကျွန်တော်တို့ကဘုတ်ချိုရဆေးကိုဖြတ်စီးတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဘာဖြစ်လဲဆိုရင်စီယိုဖြစ်သွားနိုင်ပါတယ်ဒါကျွန်တော်တို့ကခုနပြောတဲ့ transplant လုပ်ပြီးတော့ stress တွေသိညာတယ် stress တွေသိညာတဲ့အတွက်ကြောင့်လေကျွန်တော်တို့ကစီယိုဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်တင်ပြပြတယ်ဒါကြောင့်မို့ကျွန်တော်တို့ကဘာလဲဆိုတော့ဘယ်လိုလူတွေကပုံပြီးတော့နော် transplant လုပ်ပြီးတော့ဘယ်လိုလူတွေကစီယိုကိုဖြစ်နိုင်လဲဆိုတော့ဘွားတဲ့လူကိုဖြစ်နိုင်တယ်ငကိုရဲကလည်းစီယိုမျိုးရှိတဲ့လူကိုဖြစ်နိုင်တယ်ဒီဘိုးစီဘိုးတွေရှိတဲ့လူတွေငကိုရဲကပဲ pre-diabetes ဆိုဖြစ်တဲ့လူတွေကနော် transplant လုပ်ပြီးတော့ပို့ပြီးဖြစ်ဖို့လည်းအရန်များပါဘာလို့လဲဆိုတော့သူတို့ transplant လုပ်ပြီးရတဲ့ stress တွေရှိတယ် transplant လုပ်ပြီးရရင် steroid ဆိုတဲ့ဆေးတွေတောက်ရတယ်tacrolimus ဆိုတဲ့ခုနကခုအောင်ကြတဲ့စီးရီတောက်ရတယ်။ဒါအပြင်မှာခုနပဲဒါပူတီနဲ့ကျွန်တော်လည်းပြောနေ။ we talking with the Dr. Puti because of the liver disease ပေါ့။တေယောဂရှိကြောင့်ဒီကနေ့မစားနိုင်မတောက်နိုင်ပြုတ်ရအဲ့နဲ့မစားနိုင် after the successful transplantation နော် transplant လုပ်ပြီးတော့ကမှစားလို့အားကောင်းလာသူအားစားတော့တာ they eat a lot ဒါကြောင့်မလို့ကျွန်တော်ကစီးတော့ပို့ဖြစ်သွားတယ်။ပို့ဖြစ်သွားတဲ့ကြောင့်မလို့ဒါလည်းဖြစ်နိုင်ဒါလည်းကျွန်တော်တို့ကဖြစ်နိုင်တယ်